ကဲဟုတ်ပြီနော်တို့တွေကအဲ့ဒါဆိုရင်ဒီအရှိချမ်းလေးပြီးသွားပြီပေါ့နော်ဒီပုံစံတိုင်းလေးအရှိချမ်းလေးပြီးသွားပြီဆိုရင်တခါတည်းအနောက်ချမ်းလေးကိုကြည့်ပေးမယ်ပေါ့အနောက်ချမ်းကြရင်လည်းတို့တွေကကြည့်မယ်ဒီမှာအနောက်ချမ်းပေါ့နော်အနောက်ချမ်းကြရင်လည်းတို့ဒီဘေးကနေပြီးတော့အောက်ကိုဘယ်လောက်လဲ1 cm ဆင်းမယ်အဲ့ဒီဆင်းတဲ့နေရာကနေတို့ဘယ်လောက်ဝင်ပါလဲ1 cm ဝင်မယ်ဒီအမှတ်ရဲ့သူလည်းအတူတူပဲဒီခါအောက်ကိုဒီအထက်ကိုတို့ဘယ်လောက်ဝင်ပါလဲ0.5 ဝင်မယ်နော် arrow လေးကိုကြည့်နော် arrow ဝင်တဲ့နေရာအဲ့နှစ်ခုတို့ဒီမှာကြည့်ဒါလေးကိုဆက်လိုက်မယ်သူလည်းဘာလုပ်လိုက်တာလဲစားထုတ်လိုက်တာနော်သူလည်းစားထုတ်လိုက်တာပြီးရင်တို့တွေကဒီမှာကြည့်မယ်စားထုတ်ပြီးဆိုရင်ဒီမှာလည်းစားထုတ်လိုက်ပြီးဒီအမှတ်လေးဒါကပါလဲရင်မြင်းရဲ့အောက်ကိုတို့ကဘယ်လောက်ဆင်းပါလဲ3 cm ကိုယ်စိတ်ကြိုက်ဆင်းလို့ရတယ်နော်3 cm ဆင်းတဲ့အမှတ်လေးเนาะအဲ့ဒီအမှတ်လေးနဲ့တို့တွေကခုနက161ဝင်အမှတ်လေးနဲ့ကိုတို့တွေကဒဲဆက်လိုက်မယ်เนาะကဲဒဲဆက်လိုက်တော့ဒီမှာတို့လိုချင်တဲ့ပုံစံပေါ်သွားပြီသိလားဒီမှာဓာတ်เนาะပေါ်သွားပြီဆိုရင်ဒီဓာတ်ရဲ့ဒီနေရာဒီဘက်ကိုဘယ်လောက်လဲ0.5 cm စားမယ်ဒီဘက်ကို0.5ဒီမှာ cm တွေ့လားအဲ့ဒါပြီးရင်တို့တွေကဒီဓာတ်နဲ့တစ်ခါတည်းဆက်လိုက်မယ်เนาะသူ့ကိုလည်းစားရမယ်เนาะဒါဆိုရင်0.5စားတယ်ဒါကိုလည်း0.5စားတယ်ပြီးတို့ဒီနေရာကို zis or ကျိုးပေါ့နော်ကြိုက်တာတတ်မှတ်ပေါ့နော်အဲ့ဒီနေရာရဲ့ဒီဘက်ကိုလည်းတို့ကဘယ်လောက်စားမှာလဲ0.5 cm စားမယ်ဒီမှာဒီအမှတ်လေးနော်ထဲထဲဝင်နေနော်ပြီးရင်တို့ကခါနဲ့ဒီတိုင်းလေးဆက်လိုက်တယ်အဲ့ဒါဆိုရင်တို့ကဒီအနောက်ချမ်းမှာဆိုရင်ဒီမှာကြည့်နော်ဒီမှာဒါဆိုဘယ်လောက်ထွက်မှာလဲ B1 เนาะဒီဘက်အချမ်းဆိုရင် B2 ဆိုပြီးနှစ်ချမ်းထွက်မယ်เนาะဒီပုံစံလေးကဲအနောက်ချမ်းကိုလည်းတစ်ခါလေးပြလိုက်ပြီเนาะဒီမှာစားပုံစားနီထွက်ပုံထွက်နီဒါတို့တတ်မှတ်မဲ့ဇစ်တက်ချင်လားကျိုးတက်ချင်လားဒါတွေကကိုရီးယားစိတ်ကြိုက်ပဲเนาะကဲအဲ့ဆိုအနောက်ချမ်းလေးကိုလည်းတို့ကပြလာပြီးဆိုရင်ဒီအရှေ့ချမ်းလေးကိုတို့တွေဘယ်လိုပတ်တန်ညှက်မလဲဆိုတာတစ်ချက်လိုက်ကြည့်မယ်เนาะကဲအဲ့ဒါဆိုဟုတ်ပြီเนาะဒီမှာကြည့်လေဒီမှာကြတော့ဒိုးတွေကဒီတစ်ထည်မှာဖြတ်ပုံဖြတ်နည်းကြရင်ကြည့်ရင်ဒါကကြတော့2 layer ကော့ဆက်ဖြစ်တဲ့အတွက်ပုံမှန်အတိုင်းဆိုတို့ကဒီနေရာပေါ့เนาะရင်အုံတအုံလုံးလုံတဲ့ဒီအခု cycle ဝိုင်းတဲ့နေရာကိုဖြတ်ချမှာဒါပေမဲ့အခုဒီမှာကြတော့အဲ့လိုမဟုတ်ပဲနဲ့သူကတို့ဒီဘေးကနေဘယ်လောက်ဝင်တာလဲ5 cm ဝင်ထားတဲ့အမှတ်ကိုမှတ်ပြီးတော့ဒီကနေပြီးတော့ဒီမှာတို့7.5 ယူရတဲ့နေရာနဲ့ဒီမှာဒဲသွားလိုက်တယ်เนาะဒီနေရာလေးနဲ့အဲ့တော့အဲ့ဒီနေရာမှာပဲဒီ7.5 ဝိုင်းထားတဲ့ဆိုင်ကယ်ဝိုင်းတဲ့အမှတ်နဲ့ဒဲဆက်တဲ့အမှတ်ဒီနေရာလေးကိုတို့တွေကဒီလိုလေးမှတ်ထားတယ်မှတ်ထားပြီးတော့ဒီအခုယူရမှာကတော့ဒီအချမ်းပေါ့เนาะဒါဒီအချမ်းပုံစံဒီပုံစံလေးယူသွားမှာကဲအဲ့ဒါဆိုရင်ဒီအရှေ့ချမ်းကိုတို့ဘယ်လိုပတန်ဖြတ်လဲဆိုတာတစ်ချက်လိုက်ကြည့်မယ်เนาะဒါဆိုရင်တို့တွေကဒီကနေပြီးတော့ဒီ BB ထိတ်ဒီကက်ကြီးလေးကိုခဏခွဲထားတယ်ခွဲထားပြီးတာနဲ့တို့တွေကဒီမှာကြည့်ဒီပခုံးထောက်ကိုပိတ်ချလိုက်မယ်เนาะအဲ့တော့ဘယ်လိုပိတ်လဲတစ်ချက်ကြည့်မယ်เนาะ